လီဗာပူးအနိုင်ယူပြီးချန်ပီယံလိဝင်ခွင့်လက်မှတ်ကိုရယူသွားပြီဖြစ်တဲ့မန်ချက်စတာယူနိုက်တက်ပရီးမီးယားလိ35ပွဲစဉ်အနေနဲ့အင်္ဂလန်ဒါဘီအဖြစ်မန်ယူနဲ့လီဗာပူးတို့ရှင်ပြိုင်ရာမန်ယူကလီဗာပူးအသင်းကို3-2နဲ့အနိုင်ရခဲ့ပါတယ်။ဒီရာသီမှာလီဗာပူးကိုအိမ်ကွင်းရောအဝေးကွင်းမှာနှစ်ကြော့စလုံးအနိုင်ယူနိုင်ခဲ့တာပါ။ပွဲစဉ်ကိုပြပြရရင်နီးပြမာကက်ကာရက်စီရဲ့ယူနိုက်တက်ဟာပထမပိုင်းတင်ငကိုးပြက်အသာစီးရခဲ့ပြီးပြိုင်ဖက်ရဲ့တိုက်စစ်တွေကိုလည်းကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းပြန်စပြီး2မိနစ်တောင်မပြည့်ခင်မှာပဲစူပါဆလိုင်းကတကိုယ်တော်ထူပေါက်မှုကနေတစဉ်ဘေးချန်နဲ့အပိုင်ကန်သွင်းပြီးခြေပေါက်ကိုစတင်ယူပေးခဲ့ပါတယ်။နောက်9မိနစ်အကြာမှာတော့စူပါဆလိုင်းရဲ့ပေးပို့မှုကနေဂက်ပိုကဒုတိယခြေပေါက်ကိုထပ်သွင်းခဲ့လို့ရက်လက်က2-2ဖြစ်သွားခဲ့ပါတယ်။ရက်လက်တူသွားချိန်မှာတော့အေးတေလီဝါဘူးအသင်းကယုံကြည်မှုတွေတက်လာပြီးအနိုင်ကိုအတွက်ဖိအားပေးခဲ့ပေမဲ့ယူနိုက်တက်ကပဲပွဲကိုအဆုံးသတ်နိုင်ခဲ့ပါပါတယ်။ပွဲပြီးဖို့73မိနစ်အလိုမှာပဲမိုင်နူကပထမအကြိမ်ထိချက်နဲ့တင်ဓာတ်ရိုက်ကန်သွင်းယူခဲ့တဲ့အနိုင်ကိုဟာဒီပွဲရဲ့အဆုံးအဖြတ်ဖြစ်သွားခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့်ကာရိစ်ယူနိုက်တက်အသင်းဟာအဆင့်3နေရာမှာဆက်လက်ရပ်တည်နေပြီးမေလ9ရက်နေ့မှာဆန်နာလက်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။အဆင့်4နေရာကလီဗာပူးကတော့လာမယ့်စနေနေ့မှာချက်စီးနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးအနိုင်ရရှိမှသာချန်ပီယံလိဝင်ခွင့်အတွက်တေချာသွားမှာဖြစ်ပါတယ်။ကာရစ်လက်ထက်မှာ14ပွဲကန်ဟာ10ပွဲအနိုင်2ပွဲတည်ရင်နဲ့2ပွဲသာရှုံးနေခဲ့တာကြောင့်စေစိုးနှစ်နောက်ပိုင်းတကယ့်တရင်နီစိတ်တဲ့မန်ယူကိုတွေ့မြင်လာရတာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်။